မင်္ဂလာပါခင်ဗျာ Channel B ကနေကြိုဆိုပါရစေဒီတစ်ခါတော့ဘဝအမောတွေဖြေကိုရက်လက်လေးတွေရက်ကူးတင်ဆက်လိုက်ပါတယ်ဒီပြောက်ကွက်မှာတော့စော့ပင်တစ်ချောင်းနဲ့ပလင်းလွတ်တစ်လုံးကိုအသုံးပြုထားပါတယ်ညှို့ယူတဲ့ကြောက်ွက်ဆန်းလေးတစ်ခုပါဒီပြောက်ွက်ကရှုပ်ဝက်ချက်ကိုလည်းဆက်လက်ဖော်ပြလိုက်ပါတယ်အချီကျိုးမြင်လေးကိုအသုံးပြုထားပါတယ်အခုလိုရှုပ်ဝက်တက်ဆင်ထားတဲ့အချီကျိုးမြင်ကိုအလျော်တင်းလို့ရုံပါပဲဒီလိုလေးပြသရုံပါပဲဒုတိယပြောက်ွက်ကိုလည်းရှုသွားပါအောင်ခင်ဗျာငွေစက်ကူဟာအကောင့်အတိုင်းပဲရှိနေပါတယ်ဒီပြောက်ွက်ကရှုပ်ဝက်ချက်ကိုလည်းဆက်လက်ဖော်ပြထားပါတယ်စော့ပင်ကိုအခုလိုခွဲထားပါတယ်ဒါဟာရှုပ်ဝက်ချက်ပါပဲငွေစက်ကူနဲ့အခုလိုခောက်ပြီးကင်ထားပါတယ်ဒါကပိဋကတ်မြက်ွယ်ကမြင်ကွင်းပါဒီရှုပ်ဝက်ချက်ကိုတော့ပိဋကတ်ကိုအတိပေးလို့မရပါဘူးဒီနေရာကနေစတင်ပြသရပါတယ်ပိုင်းဖြတ်လိုက်တဲ့ဟန်ပါဖို့လိုပါမယ်ပြီးတော့ငွေစက်ကူကိုဖြန့်ပြလိုက်ပါတတိယပြောက်ွက်ကိုလည်းယူသွားပါအောင်ခင်ဗျာခဲတံလေးတွေအများအများကိုအသုံးပြုထားပါတယ်ခဲတံလေးတွေအလိုအလျောက်လက်မှာကပ်နေတဲ့ရှုပ်ဝက်ချက်ကိုလည်းဆက်လက်ဖော်ပြလိုက်ပါပြီတင်ပြန်ပြမယ်ဆိုရင်နိုင်ပတ်ထားဖို့လိုပါမယ်အခုလိုခဲတံနှစ်ချောင်းလောက်ကိုနိုင်ကျိုးမှာထိုးသွင်းထားပါတယ်ဒီအချက်ကိုရှုပ်ဝက်ထားရမှာပါဒီလိုလေးဖြစ်ပါတယ်ဒါလည်းခံကောင်းဖို့လိုပါတယ်ပြီးရင်ကလန်ထားတဲ့ခဲတံတွေကိုပါအခုလိုရောပေါင်းလိုက်တာပါလက်နှစ်ဖက်ကိုရှင်းရှင်းလေးလင်းပြန်ပြလိုက်ရုံပါပဲအခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ